မောဒနာဆိုတာဝမ်းမြောက်စေတဲ့တရားတဲ့ဆွမ်းအနုမောဒနာတရားဆိုရင်ဆွမ်းလှူတဲ့ပုဂ္ဂိုလ်ကိုဝမ်းမြောက်ဝမ်းသာဖြစ်စေတဲ့တရားတဲ့အဲ့ဒါအနုမောဒနာအခုတော့နှစ်ဦးပူဇော်ကြတာဆိုတော့ပူဇော်သူတွေကိုဝမ်းမြောက်စေတဲ့တရားကိုအနုမောဒနာပေါ့ဟုတ်လားမနေ့ကတော့ဘုန်းကြီးကဘာပြောခဲ့တော့ဟဲ့တရားမချောက်တဲ့ခါတာပေးမယ်လို့ပြောခဲ့တယ်မဟုတ်လားကဲအခုအနုမောဒနာဟောပါဆိုတော့ဘယ်နဲ့လုံးဘယ်နဲ့လုံးအနုမောဒနာပဲဟောရမလားတရားဂါထာပဲဟောရမလားတရား6မှာတော့ကြောက်တာပေါ့နော်ကဲအနုမောဒနာလည်းဟောရတာပေါ့လေနော်သက်ရှိဆင်းလာချမ်းသာရ၍ပြေဝခွန်အားဤလေးပါးကမှတ်သားပူဇာအကျိုးတည်းတဲ့ဘာပြောတာနေဥပူဇာကြောင့်ရရှိနိုင်တဲ့အကျိုးပြောတာလေဟုတ်ပြီလားဂိုင်ပြီးပြီပေါ့အဲ့ဒီအနုမောဒနာဟုတ်လားဂိုင်လိုက်စို့သက်ရှိဆင်းလှချမ်းသာရ၍ပြေဝခွန်အားဤ၅ပါးဤ၄ပါးမှတ်သားပူဇာအကျိုးတည်းသက်ရှိဆင်းလှချမ်းသာရ၍ပြေဝခွန်အားဤ၄ပါးမှတ်သားပူဇာအကျိုးတည်းသို့အဘိဝါရဏတိလိတ္တနေသဥဒ္ဓပသယိနောစတ္တာရောဓမ္မဝဋ္ဌန္တိအာယုဝနောဒုက္ခံဗလံအဘိဝါရဏတိလိတ္တအတ္တသိက္ခာဂုံဝါကြီးသူတို့ကိုအယောအသေးပြုလက်ရှိသောအဘိဝါရဏတိလိတ္တရှိခိုးလက်ရှိသောပုဂ္ဂိုလ်အားအာယုအသက်ရှိခြင်းဝဏရုပ်ဆင်းအင်္ဂါတင့်နေခြင်းဒုက္ခချမ်းသာများခြင်းဗလခွန်အားပြည့်ဖြိုခြင်းဣတိဤသို့စတ္တရောဓမ္မ၄မျိုးသောတရားတို့သည်ဝဋ္ဌန္တိတိုးပွားကြကုန်၏တဲ့အခုနဟာအဲ့ဒါပြောတာမဟုတ်လားအဲ့ဒါဘာသာပြန်လိုက်တာလေပါတဲ့နောက်နှစ်ခေါက်ပူဇော်ကြောအချင်းကြောင့်အကျိုးပဲနှစ်ပါးရပါတယ်တော့no ဆောင်းဖို့အစိုးခိုင်းတာမဟုတ်ဘူးတခုစီအရေးအတွက်ခိုင်းတာဘာခွန်အားလဲကိုခွန်အားဉာဏ်ခွန်အားဟုတ်ကဲ့လားအဲ့ဒီတော့အနုမောဒနာပြီးသွားပြီဟုတ်ဘူးလားအဲ့တော့ဘာဟောရ
တရေမချောက်တဲ့ဂါထာကနောက်ဆုံးမှပဲပြောရမယ်အခုတော့ပြောချင်တာလေးပြောအောင်မယ်ဟုတ်ကဲ့လားမြန်မြန်နာကြင်လှပါလားဒီကြောင်းနဲ့တော့တရားမရှိပါဘူးမြတ်စွာဘုရားပထမတရားဥဟောတော့ဓမ္မစကြာတရားမဟုတ်လားအဲဒီဓမ္မစကြာတရားမှာတော့သစ္စာ၄ပါးပဓာနာထားဟောသွားတာမဟုတ်လားအဲဒီသစ္စာ၄ပါးတွေကလည်းမဂ္ဂင်၈ပါးဟောသွားတာဟုတ်လားသစ္စာ၄ပါးကဘာတွေတဲ့တော့ဒုက္ခသစ္စာဆိုတာအနာပေါက်တာလားဖြားတာလားပါတယ်ဆင်းရဲတယ်ဆိုတာရေတွင်းနဲ့ဆင်းရဲတာလားဘလို့လဲဆင်းရဲတွေကအများကြီးအမျိုးအစားများလိုက်တာဘာဆင်းရဲပြောတာကိုယ်ဆင်းရဲစိတ်ဆင်းရဲဒါဖြင့်ဒုက္ခသစ္စာဆင်းရဲအမှန်တရားဆိုတာခန္ဓာကိုယ်နဲ့စိတ်ပေါ့ခန္ဓာကိုယ်နဲ့စိတ်ရှိတော့ဆင်းရဲသလားသိကြလားခန္ဓာကိုယ်နဲ့စိတ်ကိုတရားခေါ်ဆိုလို့ရှိရင်တော့ဘယ်လိုခေါ်ရဟုတ်ကဲ့လားအဲဒါယုံနဲ့နာခန္ဓာကိုယ်နဲ့စိတ်ဟာမပြတ်ဖြစ်ပြီးပြက်ပြက်နေလို့ဆင်းရဲတယ်ဟုတ်လားဒါကြောင့်သူဟာဘာသစ္စာကင်လိုက်ဆိုမပြတ်ဖြစ်ပြက်နေသောယုံနာသင်္ခါရတွေကဒုက္ခသစ္စာဆင်းရဲအမှန်တရားမပြတ်ဖြစ်ပြက်နေသောယုံနာသင်္ခါရတွေကအဲ့ဒီယုံနဲ့နာကိုသင်္ခါရလို့လည်းခေါ်တယ်နော်သင်္ခါရဆိုတာဒီခန္ဓာကိုယ်ကြီးနဲ့စိတ်ပေါ့မပြတ်ဖြစ်ပြက်နေသောယုံနာသင်္ခါရတွေကဒုက္ခသစ္စာဆင်းရဲအမှန်တရားဆိုလိုချင်တတ်မဲ့နှစ်သက်တွေ့တာတဲ့တဏှာလောဘကတဏှာလည်းဟုတ်တယ်လောဘလည်းဟုတ်တယ်တဏှာလောဘကသမုဒယသစ္စာဆင်းရဲဖြစ်ကြောင်းအမှန်တရားလိုချင်တတ်မဲ့နှစ်သက်တွေ့တာတဲ့တဏှာလောဘကသမုဒယသစ္စာဆင်းရဲဖြစ်ကြောင်းအမှန်တရားဆိုလိုချင်တာဆင်းရဲဖြစ်ခြင်းရဲ့အကြောင်းနဲ့ဟုတ်လားတမ္မတာဆင်းရဲဖြစ်ခြင်းရဲ့အကြောင်းနဲ့နှစ်သက်တာဆင်းရဲဖြစ်ခြင်းရဲ့အကြောင်းနဲ့တွေ့တာဆင်းရဲဖြစ်ခြင်းရဲ့အကြောင်းတနည်းပြောမယ်ဆိုရင်လိုချင်လို့ဆင်းရဲတယ်တတ်မဲ့လို့ဆင်းရဲတယ်နှစ်သက်လို့ဆင်းရဲတယ်တွေ့တာလို့ဆင်းရဲတယ်ချစ်လို့ကြိုက်လို့မရမနေနိုင်လို့သိကြသလားအဲ့ဒီလိုချင်တာတတ်မဲ့တာနှစ်သက်တာတွေ့တာချစ်တာကြိုက်တာမရမနေနိုင်တာတွေဟာ
ပါဠိစကားလုံးနဲ့ဆိုတော့တဏှာဟုတ်ကဲ့လားသူရှိရင်ဆင်းရဲရှိတာပေါ့မဟုတ်လားအဲ့ဒီတဏှာမရှိရင်တဏှာကဆင်းရဲခြင်းရဲ့အကြောင်းမဟုတ်လားအဲ့ဒီဆင်းရဲခြင်းရဲ့အကြောင်းလိုခြင်းတတ်မဲ့နှစ်သက်တွေ့တာတဲ့တဏှာမရှိရင်ဆင်းရဲဖြစ်ပေါ်အောင်မလားအကျိုးဆင်းရဲမဖြစ်ပေါ်တော့ဘူးမဖြစ်ပေါ်ရင်အဲ့ဒါဆင်းရဲငြိမ်းတယ်မခေါ်နိုင်ဘူးလားအဲ့ဒါဟာအကြောင်းတဏှာမရှိလို့ချုပ်ငြိမ်းသွားလို့အကျိုးဆင်းရဲကမဖြစ်ပေါ်တာမဟုတ်လားအကျိုးဆင်းရဲမဖြစ်ပေါ်တာကိုပဲဆင်းရဲငြိမ်းတယ်မခေါ်ဘူးလားအဲ့ဒီဆင်းရဲငြိမ်းတော့ဘာရှိလဲချမ်းသာရှိတာပေါ့မဟုတ်ဘူးလားအဲ့ဒီချမ်းသာကိုပဲနိဗ္ဗာန်ခေါ်တာပေါ့ဟုတ်ကဲ့လားအဲ့တော့တဏှာငြိမ်းရင်ဆင်းရဲငြိမ်းပြီးချမ်းသာရဟုတ်ကဲ့လားဘာလဲအဲ့တော့နိဗ္ဗာန်ချမ်းသာရဖို့ရာလိုရင်းကတဏှာငြိမ်းမှုပဲလိုတယ်ဟုတ်တယ်မဟုတ်လားတဏှာငြိမ်းမှုလိုတယ်ဆိုတာမလိုခြင်းဖို့မတတ်မဲ့ဖို့မနှစ်သက်ဖို့မတွေ့တာဖို့မချစ်ဖို့မကြိုက်ဖို့ဟုတ်ဘူးလားအဲ့ဒါလိုတယ်နေနိုင်မလားနေနိုင်ပါလေဖေရတယ်ဟုတ်မဟုတ်ရဲ့လားကိုင်းလိုက်စို့အကြောင်းတဏှာချုပ်ငြိမ်းခြင်းကြောင့်အကျိုးဆင်းရဲမဖြစ်ပေါ်ပဲချုပ်ငြိမ်းတာကနိရောဓသစ္စာဆင်းရဲချုပ်ငြိမ်းခြင်းအမှန်နိဗ္ဗာန်အကြောင်းတဏှာချုပ်ခြင်းကြောင့်အကျိုးဆင်းရဲမဖြစ်ပေါ်ပဲချုပ်ငြိမ်းတာကနိရောဓသစ္စာဆင်းရဲချုပ်ငြိမ်းခြင်းအမှန်နိဗ္ဗာန်အကြောင်းတဏှာချုပ်ငြိမ်းခြင်းကြောင့်အကျိုးဆင်းရဲမဖြစ်ပေါ်ပဲချုပ်ငြိမ်းတာကဆင်းရဲနိရောဓသစ္စာဆင်းရဲချုပ်ငြိမ်းခြင်းအမှန်နိဗ္ဗာန်သို့ဒီဒုက္ခသစ္စာနေပြန်ဆိုကြည့်အောင်မပြတ်ဖြစ်ပြနေတဲ့နောက်တစ်ခေါက်မဲ့ခင်၈ပါးကမက္ခသစ္စာဆင်းရဲချုပ်ငြိမ်းရာသို့ရောက်ကြောင်းအကျဉ်းလန်းအမှန်တရားမဲ့ခင်၈ပါးကမက္ခသစ္စာဆင်းရဲချုပ်ငြိမ်းရာသို့ရောက်ကြောင်းအကျဉ်းလန်းအမှန်တရားမဲ့ခင်၈ပါးက
အဲ့ဒီသစ္စာ၄ပါးကိုပဓာနာထားပြီးတော့မြတ်စွာဘုရားဓမ္မစကြာမှာဟောခဲ့တယ်ဟုတ်ကဲ့လားအဲ့ဒီမဂ္ဂင်၈ပါးမဂ္ဂသစ္စာကိုပဲမြတ်စွာဘုရားကဘယ်လိုနာမည်တတ်ခဲ့သေးတော့အမိန့်ရှိပါဗျာဟုတ်ကဲ့လားဧတေခောဥဘောအန္တေအနုပါကမ္မတထာဂတိနာအဘိသံဗုဒ္ဓဧတေခောဥဘောအန္တေအနုပါကမ္မမေဇိမာပฏิပဒါတထာဂတိနာအဘိသံဗုဒ္ဓသက္ခုကရဏီညာနာကရဏီဥပသမယအဘိညာယသံဝတ္တိအဲ့ဒီမှာဧတေခောဥဘောအန္တေထိုလက်ရာစွန်းလက်ဝဲစွန်းနှစွန်းတို့သို့အနုပါကမ္မမကရောက်မူ၍တထာဂတေနမြတ်စွာဘုရားသည်ဝါငါဘုရားသည်အဘိဓမ္ဗုဒ္ဓကိုယ်တိုင်ထိုးတွင်သိရသောယာမဇ္ဈိမပฏิပဒါအကျင့်အလယ်လတ်အကျင့်လန်းသည်အဋ္ဌိရှိ၏သာထုမဇ္ဈိမပฏิပဒါအလယ်လန်းကျင့်လန်းဆိုသည်မှာကတမဘေနီအယမေဝအရိယောအထင်ကြီးကိုမကောအယမေဝအထင်ကောအင်္ဂါ၈ပါးပြည့်စုံ၈ပါးနှင့်ပြည့်စုံသောအရိယောဖြူစင်မြင့်မြတ်သောအယမေဝမကောဤမဲ့၄ပါးမဲ့၈ပါးသစ္စာတရားပင်ဒီအလဲအလတ်အကျင့်လန်းလို့ဆိုရဲဘာကြောင့်အလဲခေါ်တယ်လဲဆိုတော့လက်ရစွန်းလည်းမရောက်ဘူးတဲ့လက်ဝဲစွန်းလည်းမရောက်ဘူးတဲ့အလဲကသွားတာတဲ့မလျှော့မတင်းစောင်းကြိုးညင်းအဲ့ဒီအလဲကသွားတဲ့မဇ္ဈိမပฏิပဒါအလဲလန်းဆိုတာဘယ်ဟာလဲဆိုတော့မဂ္ဂင်၈ပါးပါပဲတဲ့အဲ့ဒီမဂ္ဂင်၈ပါးကဘာတွေလဲဆိုတော့ပြိဿကသိပြီးသားဟုတ်ကဲ့လားဘာတွေလဲဘာအကျဉ်းလားနဲ့ဟုတ်သေးပါဘူးလေဒုက္ခပါလားလက်ဝဲစွန်းလည်းမရောက်ဘူးလက်ရစွန်းလည်းမရောက်ဘူးတဲ့မဇ္ဈိမပฏิပဒါတဲ့ဒါယောဂီတို့မေ့နေလို့ပါခန္ဓာကိုယ်မှာဖြစ်သမျှစိတ်မှာဖြစ်သမျှသဘောတွေကိုဖြစ်နေရှိနေတဲ့အတိုင်းတတိနဲ့စောင့်ရှုအဲ့ဒါမဇ္ဈိမပฏิပဒါအလယ်လန်းအကျင့်ပဲမဆိုခဲ့ဘူးလားအခုတော့မေ့သွားတယ်မဟုတ်လားငိုက်သွားလို့အဲ့တော့မဂ္ဂင်၈ပါးအကျင့်မဂ္ဂသစ္စာကိုဘာလို့မြတ်စွာဘုရားနာမည်တတ်တယ်မဇ္ဈိမပฏิပဒါအလယ်လန်းအကျင့်အလယ်လန်းဆိုတော့ဘယ်လန်းညာလန်းကဘယ်လန်းနေတော့ဘယ်ဒီတိုင်းဆိုတော့ဓမ္မစကြာပဲဟောရပုံပေါ်နေပြီဟုတ်လားအတ္တကိလမထာနုယောဂတဲ့ကာမဒုက္ခဏိကာနုယောဂတဲ့အတ္တကိလမထာနုယောဂကလက်ဝဲလန်းတင်းလွန်းနေတဲ့ကာမဒုက္ခဏိကာနုယောဂလက်ရလန်းရောလွန်းနေတဲ့ဒီမဂ္ဂင်၈ပါးအကျင့်တရားကတော့တင်းလည်းမတင်းဘူးရော့လည်းမရော့ဘူးတဲ့ဒါကြောင့်အလေကတဲ့ဟုတ်လားဒီတော့တိုးတိုးတုတ်တုတ်ပဲထမင်းပွဲငုတ်လိုက်အောင်မဖွေးဖွေးဟုတ်လားနော်ကိုင်းဆိုကိုပင်မန်းစေဆင်းရဲစေကျင့်နေလက်ဝဲစွန်ကိုပင်မန်းစေဆင်းရဲစေကျင့်နေလက်ဝဲစွန်သို့
မဂုဏ်ချမ်းသာခံစားတာမှတ်ပါလက်ရာစွန်းကာမဂုဏ်ချမ်းသာခံစားတာမှတ်ပါလက်ရာစွန်းဆိုကာမဒုက္ခံလေးကနုယောဂဆိုတာအဲကာမဂုဏ်ချမ်းသာခံစားတာပြောတာကိုပင်မစေဆင်းရဲစေကျင့်နေလက်ဝဲစွန်းဆိုတာအတ္တကိလမထာနုယောဂအတ္တမိမိကိုယ်ကိုကိလမထာပင်မစေသောအကျင့်ကိုအနုယောဂအကျဉ်းချင်းဖန်မှန်ကျင့်တယ်တဲ့ဒါကြောင့်ကိုပင်မစေဆင်းရဲစေကျင့်နေလက်ဝဲစွန်းဒါအစွန်းနှစွန်းသိပါလားဆောင်းဖို့ဆိုသမောင်းမဂုဏ်ချမ်းသာဆိုတာအစင်းလာလာလေးကြည့်တယ်အတန်ကောင်းကောင်းလေးနားထောင်တယ်အနံ့မွေးမွေးလေးမှုေးတယ်အရသာကောင်းကောင်းလေးစားတယ်ထိတွေ့စရာကောင်းကောင်းလေးထိတွေ့တယ်အဲ့ဒါပြောတာအဲ့ဒါကအစင်းအတန်အနံ့အရသာထိတွေ့စရာအဖုံဖုံကာမဂုဏ်ဟုခေါ်ကြသည်ဟုတ်ကဲ့လားဒီနေ့မုန်းလက်ဆောင်တောက်သေးလားမကောင်းဘူးလားအဲ့ဒါကာမဒုက္ခံလေးကနုယောဂဟုတ်လားအဲ့ဒါကာမဂုဏ်ချမ်းသာခံစားတာမဟုတ်လားအဲ့လိုမုန်းလက်ဆောင်တောက်နေလို့ရှိရင်နိဗ္ဗာန်ရောက်မှာမဟုတ်လားဟမ်ဘယ်နဲ့ရောက်မလားမရောက်ဘူးလားဘာလုံးမှနိဗ္ဗာန်ရောက်မှာမေဇိမပฏิပဒါအလယ်လန်းသွားမှရောက်မှာပေါ့မဟုတ်လားကဲလိုက်ဆိုဝေယာစွန့်ပဲမရှိသွဲအလဲသွားဖို့ညွန်ဝေယာစွန့်ပဲမရှိသွဲအလဲသွားဖို့ညွန်ဆိုဘယ်သူကညွှန်းတာကဲပြန်အစဆိုသမှာကိုပင်မဟုတ်ပြီလားကဲဓမ္မစကြာဟောပြီးသွားပြီနော်ပထမတရားဟောပြီးသွားပြီဒုတိယတရားသွားကြအောင်ဒီနေ့45နဲ့ဟောအလုံးဟောတဲ့တရားတွေတစ်ခုစီတစ်ခုစီသွားနော်နာနိုင်ကြပါမလားနောက်တစ်နေ့မိုးလင်းမှပဲပြီးမှာပဲရပါတယ်မဲတဲ့ဟုတ်ကလားတဲ့ဇွဲကောင်းပါလားနော်
ဒီတော့ဒုတိယတရားကအနတ္တလက္ခဏာသုတ်တဲ့ဟုတ်တယ်မဟုတ်လားအနတ္တလက္ခဏာဒေသနာတဲ့လောကကြီးဟာယုံနဲ့နာဖြစ်ချီပြက်ချီနဲ့မပြတ်ဖြစ်ပြက်အစဉ်တိုင်းဖြစ်ပြက်နေလို့လောကကြီးရဲ့လို့ဖြစ်ပေါ်နေတာတဲ့အဲ့ဒီထဲမှာအခိုင်အမာအနေနဲ့အတ္တဆိုတဲ့သဘောမရှိဘူးမပြတ်မစီပဲတည်မြဲနေတဲ့အတ္တဆိုတဲ့သဘောမရှိဘူးကိုယ်အလိုတိုင်းဖြစ်စေနိုင်တဲ့အတ္တဆိုတဲ့သဘောမရှိဘူးတဲ့မပါဘူးတဲ့အလိုအလုံးရုပ်တွေဟာဖြစ်ပြီးပြက်တာပဲတဲ့နာနေရလဲဖြစ်ပြီးပြက်တာပဲတဲ့ဒါကြောင့်အလိုအတိုင်းဖြစ်စေနိုင်တဲ့အမြဲတည်တဲ့အတ္တဆိုတာရုပ်လည်းမဟုတ်ဘူးနာလည်းမဟုတ်ဘူးရုပ်နာမှတပါးလည်းမရှိဘူးအဲ့ဒါအနတ္တလက္ခဏာသုတ်ရဲ့လူရင်းသဘောပဲဒီတော့အဲ့ဒါမှအနတ္တကိုမြတ်စွာပြောခြင်းမြတ်စွာဘုရားပြောခြင်းတော့ရုပ်နဲ့နာမရှိတဲ့လက္ခဏာ၃ပါးလုံးသဘော၃မျိုးလုံးမြတ်စွာဘုရားကပြောရတယ်အနိစ္စဒုက္ခအနတ္တအနိစ္စဖြစ်ဖြစ်ပြီးပြည့်ပြည့်သွားလို့မတည်မြဲဘူးဒုက္ခဖြစ်ပြမပြနှိမ့်ဆက်နေလို့ဆင်းရဲတယ်အနတ္တတည်မြဲနေတဲ့အသက်ဝိညာဉ်ပုဂ္ဂိုလ်သတ္တဝါအတ္တမဟုတ်ဘူးမရှိဘူးတည်မြဲနေတဲ့အသက်ဝိညာဉ်ပုဂ္ဂိုလ်သတ္တဝါအတ္တဆိုတာမဟုတ်ဘူးမရှိဘူးအဲ့ဒါအနတ္တအဲ့တော့အနိစ္စဖြစ်ဖြစ်ပြီးပြည့်လို့မမြဲဘူးဆိုတာကတော့ရှုမှတ်လို့10ရက်အရက်20ရှိရမယ်ရိပ်မိလာတယ်ဖောင်းတာရှုလိုက်တယ်ဖောင်းတာလေးပေါ်လိုက်တယ်ဖောင်းတာလေးသိလိုက်တယ်ဖောင်းတာပျောက်သွားနောက်တစ်ခါပိန်နာပေါ်လာတော့ပိန်နာလေးသိလိုက်တယ်ပိန်နာပျောက်သွားအဲ့တော့ဖောင်းတာလည်းဖြစ်ပေါ်ပြီးပျောက်သွားတာပဲပိန်နာလည်းဖြစ်ပေါ်ပြီးပျောက်သွားတာပဲဆိုတော့မမြဲဘူးဆိုတာမရိပ်မိနိုင်ဘူးလားရိပ်မိနိုင်တယ်အဲ့တော့ရှုတိုင်းရှုတိုင်းဖြစ်ဖြစ်ပြီးပြက်ပြက်သွားနေတာတွေပဲတွေ့ရတော့အဲ့ဒီသဘောတွေကောင်းတယ်လူလားစရာကောင်းတယ်နှစ်သက်စရာကောင်းတယ်လို့ယူဆသလားမကောင်းဘူးလို့ယူဆသလားအဲ့ဒီမကောင်းဘူးလို့ယူဆတာကိုပဲဒုက္ခလို့ပြောတာအဲ့တော့ကိုပဲဖြစ်ပြက်မပြတ်အနှိမ့်ဆက်ခံရခြင်းကြောင့်မကောင်းတဲ့သဘောဆင်းရဲတဲ့သဘောဟာဒုက္ခဟုတ်ကဲ့လားကိုင်းလိုက်စို့ဖြစ်ပေါ်ပြီးနောက်ဖြစ်ပေါ်ပြီးနောက်ပြက်ပြက်သွားတော့ကြောင့်မတည်မြဲသောသဘောကအနိစ္စဖြစ်ပေါ်ပြီးနောက်ပြက်ပြက်သွားခြင်းကြောင့်မတည်မြဲသောသဘောကအနိစ္စဆိုဖြစ်ပြမပြအနှိမ့်ဆက်ခံရသောကြောင့်ဆင်းရဲသောသဘောကဒုက္ခဖြစ်ပြမပြအနှိမ့်ဆက်ခံရခြင်းကြောင့်ဆင်းရဲသောသဘောကဒုက္ခဆိုတည်မြဲနေသောအသက်ဝိညာဉ်ပုဂ္ဂိုလ်သတ္တဝါအတ္တမဟုတ်သောသဘောမရှိသောသဘောကအနတ္တပါဠိကအတ္တဆိုတာမြန်မာကြတော့အသက်ကိုပြောတာပါဠိကအတ္တဆိုတာမြန်မာကြတော့ဝိညာဉ်ကိုပြောတာအဲ့လိုယူဆတော့အသက်မသေးသေးပဲရှင်းနေရင်ရှင်နေတဲ့ပုဂ္ဂိုလ်တ attva
ရှိတယ်လို့ယူဆတယ်အမှန်တော့အသက်ကိုကမရှိဘူးဆိုတော့အသက်ရှင်နေတဲ့ပုဂ္ဂိုလ်တ attva ဆိုတာကရှိမလားမရှိတာဘာပဲရှိတယ်လဲဆိုတော့မပြတ်ဖြစ်ပြနေတဲ့ရုပ်အစဉ်နာမ်အစဉ်ပဲရှိတာဟုတ်လားအဲ့ဒါပြောတာတည်မြဲနေသောအသက်ဝိညာဉ်ပုဂ္ဂိုလ်တ attva အတ္တမဟုတ်သောသဘောကအနတ္တတည်မြဲနေသောအသက်ဝိညာဉ်ပုဂ္ဂိုလ်တ attva အတ္တမဟုတ်သောသဘောကအနတ္တဆိုနည်းနည်းတစ်ချက်လို့မဟုတ်သောသဘောမရှိသောသဘောနော်အတ္တမဟုတ်သောသဘောမရှိသောသဘောကအနတ္တဟုတ်ကဲ့လားဆိုတည်မြဲနေသောပြန်ဆိုကြည့်ပါခရိယံဘာသာမှာ soul ခေါ်တဲ့ဝိညာဉ်အယူအဆရှိတယ်မဟုတ်လားအဲ့ဒါအတ္တအယူအဆပဲပါဠိလိုဆိုရင်အတ္တပဲသူတို့ခရိယံစကားလုံးနဲ့ဆိုဝိညာဉ်ပဲအင်္ဂလိပ်စကားလုံးနဲ့တော့ soul ပဲအဲ့ဒီ soul ခေါ်တဲ့အသက်ဝိညာဉ်လေးဟာလူရဲ့သဏ္ဍာန်မှာအမြဲရှိနေတယ်ဘယ်တော့မှမပြတ်မစီဘူးခန္ဓာကိုယ်ကလည်းဘယ်တော့မှထွက်မသွားဘူးသေသွားမှပဲအဲ့ဒီဝိညာဉ်လေးဆိုးလေးအတ္တလေးကထွက်သွားတယ်လူခန္ဓာကိုယ်ကထွက်သွားပြီးတော့နားခိုရာတနေရာမှာသွားနားနေရတယ်နားနေတယ်ဆိုတာစောင့်နေရတာတဲ့ဘာစောင့်နေရတာလဲဆိုတော့အဲ့ဒီလူရဲ့ဝိညာဉ်လေးဟာထာဝရဘုရားသခင်ကတရားဆုံးဖြတ်မှာကိုစောင့်နေရတာတဲ့နောက်တနေ့နေ့အချိန်ကြတဲ့အခါမှာတကဘာလုံးမှာရှိတဲ့ဝိညာဉ်တွေကိုလူတွေရဲ့ဝိညာဉ်တွေကိုတရားဆုံးဖြတ်ပေးဖို့ထာဝရဘုရားသခင်ကတရားဆုံးဖြတ်ပေးလိုက်မယ်တဲ့အဲ့ဒီနေ့ကို judgment day လို့ခေါ်တယ်တရားဆုံးဖြတ်ပေးတဲ့နေ့အဲ့ဒီအဆုံးအဖြတ်ခံမှုရာအတွက်အဲ့ဒီသေသွားတဲ့လူရဲ့ဝိညာဉ်လေးကတနေရာမှာသွားပြီးတော့မပြတ်မစီပဲနဲ့စောင့်နေရတာဒါဖြင့်သူဘာတွေစားစောင့်နေတယ်လဲဆိုအဲ့ဒါတော့မသိဘူးအဲ့ဒါတော့မသိဘူးတရားဆုံးဖြတ်တဲ့နေ့ရကြတဲ့အခါကျတော့
အဲ့ဒီထာဝရဘုရားသခင်က God ပေါ်သူတို့ခေါ်ဝိညာဉ်တွေတယောက်စီခေါ်ပြီးတော့မင်းကလူဘဝတုန်းကမကောင်းမှုတွေလုပ်ခဲ့တယ် go to hell ပါလေငရဲသွားဆိုပြီးဆုံးဖြတ်ပေးလိုက်တယ်နောက်တစ်ယောက်ကတော့မင်းကလူဘဝတုန်းကကောင်းမှုကုသိုလ်တွေလုပ်ခဲ့တယ်ဟိုဟာလူဒါလူလဲလှူခဲ့တယ် go to heaven ကောင်းကင်ဘုံနဲ့သွားတဲ့အဲ့ဒါလို့တရားဆုံးဖြတ်ပေးတယ်တဲ့ထာဝရဘုရားသခင်ကအဲ့ဒီအဆုံးဖြတ်ကိုယူဖို့ရာအတွက်နှစ်ပေါင်းများစွာကဘာပေါင်းများစွာတနေရာမှာသွားနေရတယ်တဲ့တည်မြဲလျက်လားမတည်မြဲပဲလားတည်မြဲလျက်ဟုတ်လားအဲ့တော့အဲ့ဒီဆိုခေါ်တဲ့အသက်ဝိညာဉ်အတ္တဟာတည်မြဲတယ်လို့မယူဆဘူးလားအဲ့ဒါခရိယံဘာသာနော်အဲ့ဒီအယူအဆနဲ့ဗုဒ္ဓဘာသာကအသက်ဝိညာဉ်အယူအဆမတူဘူးလားတူပါတယ်ခန္ဓာကိုယ်ကထွက်သွားပြီးနောက်မှသာမတူတာခန္ဓာကိုယ်ထဲမှာရှိနေတော့တူတယ်မဟုတ်လားအသက်ရှိလို့ရှင်နေတာမဟုတ်ဘူးလားအသက်ထွက်သွားရင်ရှင်အောင်လားအဲ့ဒါလိုမယူဆဘူးလားမြန်မာဗုဒ္ဓဘာသာတို့ရဲ့အသက်ကတော့သူကကြာစောင့်မနေရဘူးခဏပဲသေတဲ့ခန္ဓာကိုယ်ကထွက်သွားပြီအဲ့ဒီအသက်ဝိညာဉ်ကသင်္ချိုင်းမှရင်လည်းနေတယ်ဓမ္မမဟုတ်တော့တဲ့တဏှာရင်လည်းလှည့်ပတ်နေတယ်တချို့ကြတော့လည်းပဲအိမ်ကိုတန်ရောစဉ်တွေ့လို့အိမ်သားပတ်ဝန်းကျင်မှာလည်းနေတယ်အဲ့ဒီဝိညာဉ်ကမြန်မာယူဆတာပြောတာနော်ဘုန်းကြီးကမှန်တာပြောတာမဟုတ်ဘူးနော်အယူဆကိုပြောတာအဲ့လိုမယူဆဘူးလားယူဆတယ်အဲ့ဒါတခါတရံသူကအသံပေးလို့ဖြစ်စေအယုတ်ပြလို့ဖြစ်စေအိမ်မက်ပေးလို့ဖြစ်စေဩသူဖြစ်ရင်မကျွတ်မလွတ်သေးဘူးလို့မယူဆဘူးလားမကျွတ်မလွတ်သေးဘူးဆိုတာသူရောက်ရမယ်နောက်ဘဝသူမရောက်သေးပဲကိုလို့ဒီလိုယူဆတာဟုတ်တယ်မဟုတ်လားအဲ့ဒါနဲ့ကဲတပိတ်တို့ဆွန်းတို့ဥမာပဲဆိုပြီးတော့တန်ဃာတွေပင်ဆွန်းကားထီဖဏသင်္ကန်းလှူပြီးတော့ဒီကုသိုလ်ကောင်းမှုမင်းသိပါစေမင်းသိပြီးတော့သာဓုခေါ်နိုင်ပါစေအမြယူပါတို့နဲ့ညီတူညီမျှတို့ပြုတဲ့ကုသိုလ်မင်းသာဓုခေါ်ပြီးရပါစေအမြဝေတော့သူကုသိုလ်ရသွားရောဝမ်းသာတာကိုသူ့ကြည်ရည်ရပြီးကုသိုလ်ပြုတော့ကုသိုလ်ရသွားတဲ့အခါကျတော့မှအဲ့ဒီကုသိုလ်ကြောင့်အခုနတဝဲလဲဟိုမကြဒီမကြလဲနေရတဲ့ဘဝကလွတ်ပြီးတော့သူရောက်ထိုက်တဲ့လူဘဝနတ်ဘဝဗြဟ္မဘဝခွေးဘဝနွားဘဝငရဲသားဘဝစသည်ရောက်သွားအဲ့ဒီအခါကျတော့မှကျွတ်သွားပြီတဲ့ဟုတ်လားအဲ့လိုယူဆတာမဟုတ်လားအဲ့ဒီဟိုဘဝဒီဘဝရောက်သွားတာလဲတည်မြဲလျက်ပဲရောက်သွားတာမဟုတ်လားဒီတော့မြန်မာရဲ့အသက်ဝိညာဉ်အတ္တဆိုးကသေရရဲ့ခန္ဓာကိုယ်ကထွက်သွားပြီးတော့သူ့အတွက်ဆွမ်းသူမပေးသေးခင်9ရက်တလစသည်ဟိုနာဒီနာလျှောက်ပြီးတော့အခြေမကြဘဲနဲ့လျှောက်လှဲ့သွားနေပြီးတော့ဆွမ်းသူတပိတ်သွလိုက်လို့သူသာဓုခေါ်လို့ကုသိုလ်ရတဲ့အခါကျတော့နောက်တစ်ဘဝကူးသွားတယ်ဒီလိုမဟုတ်လားအဲ့တော့သူကအကြာကြီးစောင့်ရလားမကြာဘူးနော်ဟိုခရစ်ယာန်ကတော့ရှားလိုက်တာပြင်းစရာကောင်းနော်စောင့်ရတာဘာစကားစောင့်ရတာတောင်မှပဲအဲ့ဒါ10မိနစ်လောက်ဆိုပြင်းစရာမကောင်းဘူးလားကောင်းတယ်အခုကနှစ်နဲ့ချီစောင့်ရတာသို့တော်လည်းပဲသူတို့ဟာလူမသိခင်ကလူရဲ့ခန္ဓာကိုယ်မှာတည်မြဲလျက်အသက်ဝိညာဉ်လေးအနေနဲ့ရှိနေတယ်ဆိုတဲ့အယူဆတော့မတူဘူးလားအဲ့ဒါတူတာပဲခန္ဓာကိုယ်ကထွက်သွားတော့လဲပျက်စီးလေးရထွက်သွားလားမပျက်စီးပဲတည်မြဲလေးရထွက်သွားလား
အဲ့ဒါရောမတူဘူးလားတူပါတယ်ထွက်သွားပြီးတဲ့နောက်မှာတယောက်ကတော့သွားပြီးပြင်းအောင်ဆောင်နေရတယ်တယောက်ကတော့9 ရက်တလားလောက်ဆောင်ပြီးနောက်တစ်ဘဝရောက်သွားတယ်ဒီဟာပဲထူတာမဟုတ်လားဗျမနဟိန္ဒူဝါဒမှာတော့ကမ္ဘာလောကကြီးနဲ့တကွာတတ္တဝါတွေကိုမဟာဗျမကြီးကဖန်ဆင်းပေးတယ်တဲ့မဟာဗျမကြီးကဖန်ဆင်းပေးတယ်တဲ့အဲ့ဒီမဟာဗျမကြီးကိုမဟာဗျမလို့လည်းခေါ်တယ်ပရမအတ္တလို့ခေါ်တယ်ပါဠိဆိုရင်တော့ပရမတ္တစင်စကရိတ်ဆိုလို့ရှိရင်တော့ပရမာတ္မလူရင်းကတော့ပရမအတ္တအမြင့်မြတ်ဆုံးအတ္တကြီးသူ့ရဲ့မြင့်မြတ်တာမရှိဘူးဒါကြောင့်ပဲသူကမြင့်မြတ်လွန်းလို့ပဲတောတောင်ရေမြေတွေဖန်ဆင်းနိုင်တယ်သစ်ပင်တွေဖန်ဆင်းနိုင်တယ်သမုဒ္ဒရာတွေဖန်ဆင်းနိုင်တယ်လေတွေနေတွေဖန်ဆင်းနိုင်တယ်ပြီးတဲ့အခါကျတော့ယဝတ္ထုပစ္စည်းအခြေအနေတွေကတတ္တဝါအသက်ရှင်နေဖို့တော်လောက်ပြီဆိုတဲ့အခါကျတော့မှတတ္တဝါတွေဖန်ဆင်းလိုက်တယ်လူရောခွေးရောနတ်ရောမြမာရောတိရစ္ဆာန်ရောအပေပုံသူအပေပုံသားရောအကုန်လုံးဖန်ဆင်းလိုက်တယ်မဟာမြမကြီးကပရမအတ္တကြီးကဖန်ဆင်းတာသူ့ကိုပရမအတ္တလည်းခေါ်တယ်ပရမေಶ್วရလို့ခေါ်တယ်သူတို့စကားလုံးနဲ့အဲ့ဒါကိုပါဠိပြန်ရင်ပရမေသွားရလို့ပါဠိပြန်တယ်တခါပိုးပြီးတိတိကျကျပါဠိဖြစ်အောင်ပြန်တော့ပရမိတ်တရလို့ပြန်တယ်သူ့ကိုပရမေသွားရပရမိတ်တရလို့လည်းခေါ်တယ်ဧಶ್วရလို့လည်းခေါ်တယ်ဧಶ್วရဆိုတာသူတို့စကားလုံးသူတို့အသာအဲ့ဒါကိုပါဠိပြန်လိုက်တော့ဣတ္တရဆိုတာကမ္ဘာလောကကြီးနဲ့တကွာတတ္တဝါတွေကိုအစိုးရသူတဲ့ဘာလို့အစိုးရတယ်လဲဆိုသူမွေးထုတ်လိုက်တာမဟုတ်အစိုးရတယ်အဲ့ဒါလည်းမဟာဗျမပဲအဲ့ဒါကိုမှပိုးပြီးတိတိကျကျစကလုံးတစ်လုံးခေါ်သေးတယ်သူကိုပဇာပတိတဲ့ပဇာဆိုတာကတတ္တဝါပတိဆိုတာအရှင်သခင်ပဇာပတိဆိုတာတတ္တဝါတို့ရဲ့အရှင်သခင်ကြီးတဲ့ဘာကြောင့်လဲဆိုတော့တတ္တဝါတွေသူကဖန်ဆင်းပေးလိုက်လို့ဖြစ်လာတာပေါ့အဲ့ဒါကြောင့်တတ္တဝါတွေရဲ့အရှင်သခင်ကြီးတဲ့ပရမအတ္တအဲ့ဒါပဲသူ့ကို big self လို့အင်္ဂလိပ်လိုတချို့ကဘာသာပြန်ကြတယ် big ကပရမ self ကအတ္တ big self အဲ့လိုဘာသာပြန်ကြတယ်ဒီတော့အဲ့ဒီမဟာဗျမပရမအတ္တပရမိတ်တရဣတ္တရာကြီးကတတ္တဝါတွေဖန်ဆင်းလိုက်တဲ့အခါမှာအစမှာတတ္တဝါတွေကအသက်မရှိဘူးဒါကြောင့်တုံးလုံးပလက်တွေအသေးကောင်းနေလို့ပဲပေါ့ဘာမှမလုပ်နိုင်မရှားနိုင်အဲ့ဒါကိုမှပရမအတ္တကြီးကသူ့အတ္တလေးကအတ္တကြီးကနေပြီးအတ္တလေးအသေးလေးတွေတစ်ခုစီဖဲ့ပြီးတော့သူဖန်ဆင်းထားတဲ့တတ္တဝါတွေရဲ့ခန္ဓာကိုယ်ရဲ့သွင်းလိုက်တယ်သွင်းလိုက်တော့အတ္တအသေးလေးတွေအဲ့ဒီတတ္တဝါတွေရဲ့ခန္ဓာကိုယ်ရဲ့ဝင်သွားတော့တတ္တဝါတွေအသက်ရှင်လာတယ်သွားလာလှုပ်ရှားလှုပ်ကိုင်နေထိုင်စားတော့အဲ့လိုဖြစ်လာတယ်ဒါကြောင့်အဲ့ဒီအတ္တလေးကိုပရမအတ္တကြီးကသွင်းပေးလိုက်တဲ့အတ္တလေးကိုဇီဝအတ္တလို့ခေါ်တယ်ဇီဝဆိုတော့အသက်တည်းဟုသောအတ္တဇီဝအတ္တအသက်တည်းဟုသောအတ္တဆိုတော့သူခန္ဓာကိုယ်ရဲ့ရောက်လာတာနဲ့အသက်ရှင်သွားတယ်ဒါကြောင့်သွားနိုင်လာနိုင်စားနိုင်သောနိုင်နေတိုင်းထိုင်နိုင်လောက်နိုင်ကိုင်းနိုင်ပြီးတော့အသက်ရှင်တဲ့တတ္တဝါတွေဖြစ်လာတယ်ဒီတော့အဲ့ဒီဇီဝအတ္တကလေးကအဲ့ဒီတတ္တဝါရဲ့သဏ္ဍာန်မှာဘယ်တော့ခါမှမပြတ်မစီဘူးဘယ်ပြည့်စိမလဲသူကပရမအတ္တကြီးအမြဲတည်နေတဲ့ပရမအတ္တကြီးစီကလာတဲ့အသက်ကိုအတ္တပဲဒါကြောင့်မပြတ်မစီဘူးဒီတော့အဲ့ဒီတတ္တဝါသေသွားတော့ဒီဇီဝအတ္တအသက်ကလေးကသေတဲ့တတ္တဝါရဲ့ခန္ဓာကိုယ်ကထွက်ပြီးတော့နောက်ခန္ဓာကိုယ်တစ်ခုတည်းဝင်ပြီးတဘဝဖြစ်တယ်အဲ့ဒီနောက်ဒုတိယခန္ဓာကိုယ်ထဲမှာလည်းဒုတိယဘဝဖြစ်ပြီးတော့အဲ့ဒီမှာလည်းသူဘယ်တော့မှမသေးခြင်းမပြတ်မစီဘူးသူ့အမှန်ဖြားတယ်နားတယ်ဆိုတော့လည်းဘာမှမရှိဘူးဒီဇီဝအတ္တလေးမှာဒီတော့ပရိသတ်ကတချို့ကနည်းနည်းမေးဖို့ရစိတ်แท้ပေါ်တော့ပေါ်လိမ့်မယ်
အဲ့ဒီဇီဝအတ္တအသက်ဝိညာဉ်ဆိုတာလေးကဘယ်လိုဟာလေးပါလဲဖေဟာလို့ဟုတ်ဘူးလားမေးကြင်ဘူးလားမေးကြင်ရင်ဖြေလိုက်မယ်အဲ့လိုဟာလေးပဲဟုတ်ဘူးလားဒါပဲဖြေတတ်တယ်နော်အဲ့လိုဟာလေးပဲသူတို့စီမှာတော့အဲ့ဒီအတ္တဟာနှမျိုးမကပါဘူးအမျိုးမျိုးရှိတယ်ဒီအတ္တဟာတဲ့ခန္ဓာကိုယ်ကြီးရင်ခန္ဓာကိုယ်ကြီးသလောက်ဒီအတ္တကတကိုယ်လုံးပြန့်ပြီးသူလည်းကြီးတယ်ခန္ဓာကိုယ်ငယ်ရင်ခန္ဓာကိုယ်ငယ်သလောက်ပဲဒီအတ္တကလည်းတကိုယ်လုံးပြန့်နေတယ်တဲ့သူကတပ္ပဗျာပိတဲ့တပ္ပဆိုတော့အလုံးစုံဗျာပိပြန့်နှံ့နေတာခန္ဓာကိုယ်တကိုယ်လုံးပြန့်နှံ့နေတဲ့အတွက်ဒီအတ္တကခန္ဓာကိုယ်ကြီးရင်ကြီးတယ်ခန္ဓာကိုယ်သေးရင်သေးတယ်အဲ့ဒါလို့ဆိုရဲတချို့ကြတော့လည်းမဟုတ်ဘူးဒီအတ္တလေးဟာမုံညင်းစေးလောက်ပဲရှိတယ်တဲ့ပဂရိမျက်စိနဲ့တောင်မမြင်ရဘူးတဲ့သူဟာတတ္တဝါရဲ့နှလုံးသားပေါ်မှာသွားပြီးတော့နေတာတဲ့ဒီအသက်ကလေးကအတ္တလေးကအမြဲသူကတည်တယ်မပြည့်စည်ဘူးဒီတော့အဲ့ဒီတတ္တဝါသိသွားတဲ့အခါကျတော့သူကမပြည့်မစည်တဲ့အတွက်ထွက်သွားပြီးတော့နောက်ခန္ဓာကိုယ်တစ်ခုတည်းဝင်တဘဝဖြစ်အဲ့ဒီခန္ဓာကိုယ်ပျက်စီးပြန်တော့လေအဲ့ဒီခန္ဓာကိုယ်ကထွက်သွားပြီးတော့နောက်တဘဝနောက်ခန္ဓာကိုယ်ရဲ့သွားဝင်ပြီးတော့တဘဝသွားအဲ့လိုနဲ့တဘဝပြီးတဘဝသူကူးပြောင်းသွားတယ်တဲ့အဲ့ဒါကိုဟိန္ဒူတို့ရဲ့သံသရာခေါ်တယ်မပြတ်မစီပဲတည်မြဲနေတဲ့ဇီဝအတ္တခေါ်တဲ့အသက်ဝိညာဉ်လေးကတဘဝပြီးတဘဝကူးပြီးတော့ဘဝတွေများစွာဖြစ်သွားတာကိုအဲ့ဒါသံသရာတဲ့သံထခထခသရာဖြစ်တာသံသရာထခထခဖြစ်တာတဲ့ဟုတ်လားနားလည်လားအိပ်ပြောပြီလားသိကြလားအခုပြောနေတာဘာဝါဒလဲဟုတ်ကဲ့လားကိုင်းဒါဖြစ်ရင်မြန်မာပြန်ကြည့်ရအောင်ပြန်ကြည့်တော့လူသေးတဲ့အခါမှာမြန်မာကအသက်ထွက်သွားပြီလို့မပြောဘူးလားပြောပါရဲ့ဗျာအဲ့ဒီအသက်ဟာရှိတဲ့အသက်ကအသက်ရှိလို့သာထွက်တယ်လို့ဆိုတာမဟုတ်လားမရှိရင်တော့ထွက်တယ်လို့ပြောရမလားဟုတ်ကဲ့လားအဲ့ဒီအသက်ကလေးဘယ်တော့မှရှိနေလဲဆိုတော့အမေမွေးကလေးကရှိလာတယ်လို့မယူဆဘူးလားအဲ့ဒီကလေးကသေမှပဲသူထွက်တော့တာပဲဟုတ်ကဲ့လားထွက်တဲ့အခါကျတော့ဘယ်ကထွက်တော့မျက်စိကထွက်သလားနားကထွက်သလားပါးစပ်ကထွက်သလားနှာခေါင်းကထွက်သလားမနဲ့တော့မသိဘူးမမြင်လိုက်ဘူးလားအသက်ထွက်နေတော့မကြည့်ဘူးလားကြည့်ဘူးရတယ်ဒါမှမမြင်လိုက်ဘူးပေါ့ဒါပေမဲ့တချို့ကတော့ပြောကြတယ်လေအသက်ထွက်သွားတဲ့အခါမှာလူနာရဲ့အောက်မေးလေးကဖြုတ်ခနဲ့ပြုတ်ကြမသွားဘူးလားပြုတ်ကြသွားတာအသက်ကလေးထွက်ရအောင်အပေါက်ဖွင့်ပေးလိုက်တာအဲ့လိုတဲ့အဲ့ဒီကထွက်တာတဲ့ပါးစပ်ကထွက်သွားတာတဲ့တချို့ကြတော့လည်းမဟုတ်သေးဘူးတဲ့အဲ့ဒီပါးစပ်ကအောင်မေးပြုတ်ကြသွားတာကတော့သေလို့ပဲထိမ့်မဲ့အသက်မရှိလို့စိတ်မရှိလို့မလို့ပြုတ်ကြသွားတာတဲ့ဘယ်ကထွက်တယ်လဲဆိုတော့နှာခေါင်းကထွက်တယ်တဲ့အဲ့တော့နှာခေါင်းကထွက်တာအသက်ရှိသေးသလားမရှိဘူးလားဆိုတာသိကြတော့ခွန်းလေးနှာခေါင်းကမကြည့်ဘူးလားခွန်းလေးနှာခေါင်းကကြည့်တော့ခွန်းလေးလှုပ်နေသေးရင်ဩရှိသေးရဲ့ဟဲ့သူမထွက်သေးဘူးဟုတ်လားခွန်းလေးမလှုပ်တော့ဘူးဆိုတော့သွားပြီဟုတ်တယ်မလားသူတို့ကတော့ဘယ်အထွက်တယ်တော့ခ
ခေါင်းကထွက်တယ်တဲ့ဒါပေမဲ့တချို့လူတွေသေတဲ့အခါကျတော့မျက်လုံးကပိတ်လို့ရလားပွင့်မနေဘူးလားအဲ့ဒါအသက်ထွက်ဖို့ဖွင့်ထားတာတဲ့တချို့ကလည်းအဲ့ဒီကထွက်တယ်တဲ့ဟုတ်ကဲ့လားထွက်တယ်မထွက်ဘူးဆိုတာထားပါဦးအသက်ကဘယ်လိုရှိပြီးဘယ်နေရာမှာနေတော့ခန္ဓာကိုယ်ဥကြတဲ့နေသလားနှလုံးပေါ်နေသလားသရရကြတဲ့နေသလားဒါမှမဟုတ်အဆုတ်ထဲနေသလားမရှိတာလားမသိတာလားမရှိပါဘူးဗျာမရှိဘဲနဲ့ဘာလို့အသက်ကထွက်ရတာမရှိရင်ထွက်เสียလို့သေးလားထွက်တယ်ဆိုတဲ့ကရှိတယ်လို့ယူဆလို့ပေါ့သို့တော်လည်းပဲလိုက်ရှာတော့လည်းမတွေ့ရဘူးဟုတ်ကဲ့လားထင်သာထင်တယ်လိုက်ရှာတော့လည်းမတွေ့ရဘူးအဲ့လိုဆိုတော့မတွေ့မှမတွေ့ရဘူးဆိုတော့သူဟာရှိတာဟုတ်တာလားမဟုတ်တာလားမဟုတ်တာဆိုရင်တော့မြတ်စွာဘုရားအနတ္တတရားတော်နဲ့ညီတာပေါ့ရှိသေးတယ်ဆိုလို့ရှိရင်တော့အနတ္တတရားနဲ့ထိတ်တိုက်ဆန့်ကျင်နေတာပေါ့ဟုတ်ဘူးလားအနတ္တတရားကမပြတ်မစီပဲတည်မြဲနေတော့အသက်ဝိညာဉ်အတ္တပုဂ္ဂိုလ်တ attva မဟုတ်မရှိမဟုတ်ဆိုတာရုပ်ခန္ဓာလည်းအတ္တမဟုတ်ဘူးစိတ်လည်းအတ္တမဟုတ်ဘူးမရှိဆိုတာကရုပ်နဲ့နာမ်မှတပါးခန္ဓာကိုယ်ထဲမှာဘယ်နေရာမှာမှတည်မြဲနေတဲ့အသက်ဝိညာဉ်အတ္တဆိုတာမရှိဘူးဒါပြောတာအဲ့ဒါကြောင့်မဟုတ်ဘူးမရှိဘူးခန္ဓာကိုယ်ရုပ်လည်းအတ္တမဟုတ်ဘူးစိတ်ဝိညာဉ်စိတ်နာမ်လည်းအတ္တမဟုတ်ဘူးဒါဖြင့်ခန္ဓာကိုယ်နဲ့စိတ်မှတပါးသီးခြားကလေးအသက်ကလေးမပြတ်မစီပဲစတီမြဲဖြစ်ရရှိနေတာကိုဟုတ်သလားဆိုတော့မြတ်စွာဘုရားကမဟုတ်မရှိဘူးတဲ့မရှိဘူးဆိုတာဘယ်လိုသိသလဲဆိုမြတ်စွာဘုရားကဘုရားဖြစ်မဲ့ညမှာခန္ဓာကိုယ်နဲ့စိတ်ရုပ်နဲ့နာမ်ကိုတတိဥစည်းတဲ့စိတ်နဲ့စောင့်ရှုပြီးတတိပဋ္ဌာန်မဲ့ခင်ရှစ်တန်နဲ့ရှောက်ရှာလိုက်တဲ့အခါကျတော့မြတ်စွာဘုရားတွေ့တာကဖြစ်ဖြစ်ပြီးပြက်ပြက်နေတဲ့ဖြစ်ပြက်အစဉ်ရုပ်နဲ့ဖြစ်ဖြစ်ပြီးပြက်ပြက်နေတဲ့ဖြစ်ပြက်အစဉ်စိတ်ဒါပဲတွေ့တယ်အဲ့ဒီနှစ်ခုမှတပါးတခြားဖြစ်ပြက်နေတာလည်းမတွေ့ဘူးတည်မြဲနေတာလည်းမြတ်စွာဘုရားမတွေ့ဘူးမတွေ့တော့အများထင်နေကြတာအစဉ်လာရရှိတယ်လို့ထင်နေကြတာတကယ်တော့အဲ့ဒါမရှိဘူးတဲ့တကယ်ရှိတာကမပြတ်ဖြစ်ပြနေတဲ့ရုပ်အစဉ်နဲ့မပြတ်ဖြစ်ပြနေတဲ့စိတ်အစဉ်ပဲရှိတာတဲ့ဒီရုပ်နဲ့ဒီစိတ်ကလည်းမပြတ်ဖြစ်ပြနေတယ်ဆိုတော့တည်မြဲနေသလားမတည်မြဲဘူးလားဒါကြောင့်သူတို့လည်းတည်မြဲတယ်လို့အများထင်နေတဲ့အသက်ဝိညာဉ်အတ္တမဟုတ်ဘူးတဲ့ရုပ်လည်းမဟုတ်ဘူးစိတ်လည်းမဟုတ်ဘူးတဲ့အဲ့ဒီနှစ်ခုမှတပါးတည်မြဲနေတဲ့အသက်ဝိညာဉ်ဆိုတာလေအတ္တဆိုတာလေရှိကိုလည်းမရှိဘူးအဲ့ဒီအတိုင်းအမှန်အတိုင်းသိသွားတဲ့အတွက်မြတ်စွာဘုရားကဘုရားဖြစ်သွားတာအဲ့ဒီအမှန်တိုင်းမသိရင်မဖြစ်ဘူးဒါကြောင့်မလို့မြတ်စွာဘုရားကဘုရားအဖြစ်ပွင့်တော့ကျင်ညာလိုက်တာဟေးမင်းတို့ထင်နေတဲ့အတ္တဆိုတာဟုတ်လည်းမဟုတ်ဘူးရှိလည်းမရှိဘူးအနတ္တလို့သဗ္ဗေဓမ္မာအနတ္တသဗ္ဗေဓမ္မာသဘာဝတရားမှန်သမျှတို့သည်အနတ္တတည်မြဲနေတဲ့ပုဂ္ဂိုလ်တ attva အသက်ဝိညာဉ်အတ္တမဟုတ်မရှိပေဟုတ်ကဲ့လားအနတ္တရဲ့ဘာသာပြန်ရှေးကတော့လွယ်အောင်အနတ္တကိုမဟုတ်ပါတကားလို့ဘာသာပြန်ရတယ်လေကိုဟုတ်တာဗောခန္ဓာကိုယ်ကြီးပဲဟုတ်ဘူးလားအဲ့ဒါမဟုတ်ဒါကအတ္တဆိုတာလေးဟာတကယ်မရှိဘူးလို့မြတ်စွာဘုရားမိန့်တယ်အတ္တဆိုတာပါဠိမြန်မာကအသက်ဝိညာဉ်ဟိန္ဒိကတော့အာတမန်လို့ခေါ်တယ်ဒီတော့မြတ်စွာဘုရားရဲ့တွေ့ရှိချက်ကရုပ်ခန္ဓာလည်းဖြစ်ဖြစ်ပြီးပြက်လို့အနိစ္စပဲစိတ်နာလည်းဖြစ်ဖြစ်ပြီးပြက်လို့အနိစ္စပဲအဲ့ဒီနှစ်ခုမှတပါးလည်းမပြတ်မစီပဲအမြဲတည်နေတာဘာတစ်ခုမှလည်းမရှိဘူး
ဒီလိုဆိုတော့မြတ်စွာဘုရားရဲ့ဝါဒဘာဝါဒလဲအနိစ္စဘောဟုတ်ဘူးလားအနိစ္စဘောအဲ့တော့မြတ်စွာဘုရားကအနိစ္စမြင်ဒုက္ခထင်အနတ္တလည်းမြင်လေသည်တဲ့ဖြစ်ဖြစ်ပြီးပြတ်သွားလို့မတည်မြဲတာမှသိလို့ရှိရင်တော့ဖြစ်ပြမပြတ်နှိမ့်စခံအနှိမ့်ဆက်ခံရတဲ့ဆင်းရဲဆိုတော့လည်းသိတော့တာပဲတဲ့အဲ့ဒါလို့ဆိုလို့ရှိရင်မပြတ်မစည်းတည်မြဲနေပြီးချမ်းသာနေတဲ့အရာလေးရှိတယ်ဆိုတာလည်းမဟုတ်ဘူးဆိုတာသိကြသွားတော့အနတ္တအဲ့ဒါကြောင့်အနိစ္စမြင်ဒုက္ခထင်အနတ္တလည်းမြင်လေသည်တဲ့ယံအကျင့်တရားသည်အနိစ္စဖြစ်ဖြစ်ပြီးပြက်ပြက်သွားခြင်းကြောင့်မတည်မြဲတန်ချုံမတည်မြဲသောသဘောတည်းဒုက္ခဖြစ်ပြက်မပြတ်နှိမ့်ဆက်ခံရခြင်းကြောင့်ဆင်းရဲ၏ယံအကျင့်တရားသည်အနိစ္စမတည်မြဲဒုက္ခဆင်းရဲ၏တန်ထုမဏီမမြဲဆင်းရဲသောသဘာဝသည်အနတ္တအမြဲတည်နေတဲ့အစိုးရတဲ့ချမ်းသာတဲ့အသက်ဝိညာဉ်အတ္တမဟုတ်တဲ့အဲ့ဒါပြောအဲ့ဒါအနတ္တလက္ခဏာသုံးပါဟုတ်ပြီလားအဲ့တော့မြတ်စွာဘုရားရဲ့အနိစ္စဒေသနာတော်အရာဆိုရင်လူမှာရုပ်ခန္ဓာအဆက်ဆက်ဖြစ်ပြလျက်ရှိတယ်နာမ်ခန္ဓာအဆက်ဆက်ဖြစ်ပြလျက်ရှိတယ်အဲရုပ်ခန္ဓာနာမ်ခန္ဓာမှတပါးမဖြစ်မပြတ်ပဲအမြဲတမ်းတည်နေတဲ့အသက်ဝိညာဉ်အတ္တရှိတယ်လားမရှိဘူးလားဟုတ်ကဲ့လားအဲ့ဒါလို့ဆိုလို့ရှိရင်မရှိတဲ့အသက်ဝိညာဉ်ကတတ္တဝါသေးတော့ဘယ်ပေါက်ကထွက်ပြီးဘယ်ပြေးအောင်မှာတော့ဟမ်မရှိတဲ့အသက်ကထွက်အောင်မလားမထက်ဘူးဆိုလို့ရှိရင်တော့ဘယ်ပြေးအောင်မလို့အဲ့တော့သင်္ချိုင်းကုန်းကနေအောင်မလားအိမ်နားပတ်ဝန်းကျင်ကနေအောင်မလားညရောတကားလာခောက်အောင်မလားခွေးတွေကရောဥရအောင်မလားဟုတ်ကဲ့လားအဲ့ဒီတော့ခန္ဓာကိုယ်ကထွက်သွားတဲ့အတည်မြဲလျက်ရှိတဲ့အသက်ဝိညာဉ်ဆိုတာမရှိဘူးဆိုတာမသိကြဘူးလားသိကြတော့အခုယူဆတယ်လို့တခြားဘဝမကူးတာလေလို့ဒါကြောင့်မို့လို့သူကသစ်ပင်တပင်ပေါ်မှာနေရတယ်သင်္ချိုင်းမှာနေရတယ်အိမ်နားမှာနေရတယ်ဆိုရင်အဲ့ဒီအယူဆကတည်မြဲတဲ့အသက်ဝိညာဉ်အတ္တရှိတယ်လို့ယူဆတဲ့သဘောမဟုတ်လားဒါဖြင့်မြတ်စွာဘုရားရဲ့အနိစ္စသဘောနဲ့ကိုက်ရလားဒါဖြင့်အခုလူတွေကမှန်တာလားမြတ်စွာဘုရားကမှန်တာလားမြတ်စွာဘုရားကမှန်ရင်တော့အခုလူတွေကမှားတယ်ဆိုရင်တော့အဲ့ဒီထွက်သွားတဲ့တည်မြဲတည်းရှိတဲ့အသက်ဝိညာဉ်အတ္တဆိုတာမရှိဘူးဟုတ်ကဲ့လားမရှိမှမရှိဘူးဆိုလို့ရှိရင်တော့တခြားဘဝမကူးနိုင်သေးလို့ဈာဘဝမှာတရေတစေဘဝနဲ့သစ်ပင်ပေါ်နေရတယ်သင်္ချိုင်းပေါ်သင်္ချိုင်းနေရတယ်ဆိုတာကောအဲ့ဒါဟုတ်မလားမဟုတ်ဘူးလားဟုတ်ကဲ့လားအဲ့ဒီသင်္ချိုင်းမှာနေတဲ့ဟိုအိမ်နားပတ်ဝန်းကျင်မှာလှဲ့လေနေတယ်ဆိုတော့လူတွေလည်းပဲအဲ့ဒီလူတွေသက်သေပြသမှာဘာတွေ့တယ်လဲလို့ဆိုတော့ဘာမှမတွေ့ဘူးမဟုတ်ဘူးလားဘသူကပြောတာပဲဟိုလူကပြောတာပဲဒီလူကပြောတာပဲမဟုတ်ဘူးလားအဲ့တော့ကိုတွေ့တာကိုမရှိဘူးသူများပြောတာပဲရှိတယ်မဟုတ်ဘူးလားအဲ့တော့သူများပြောတော့သူများပြောတာကလည်းပဲထင်လို့ပြောတာရဲ့ကြွားခြင်းလို့ပြောတာရဲ့နှမျိုးမဖြစ်နိုင်ဘူးလားတစ်မျိုးမျိုးပဲမဟုတ်ဘူးလားအဲ့တော့မြတ်စွာဘုရားရဲ့ယုတ်နဲ့နာခန္ဓာကိုယ်နဲ့စိတ်ဓာတ်ရှိတယ်ဆိုတော့သဘာဝတရားနှစ်ခုမှတပါးကြံတဲ့ဟာဘာမှမရှိဘူးဆိုတဲ့သဘောဟာတရားရှုမှတ်လို့ယောဂီဖောင်းနာပိန်နာရှုမှတ်လို့သေသေးချာချာတရွေ့ရွေ့ဖောင်းနာတရွေ့ရွေ့ပိန်နာကိုစူးစူးဆိုင်ဆိုင်ရှုပြီးတော့တမာရီအားကောင်းလို့သိတဲ့အခါကျထင်ရှားလာတယ်။ဘာထင်ရှားလာလဲဆိုတော့ဖောင်းတယ်ဆိုလို့ရှိရင်တရွေ့ချင်းဖောင်းနာလေးတွေ့တယ်။ရှုလိုက်တယ်ဖောင်းတယ်ပိန်တယ်ဆိုလို့ရှိရင်တရွေ့ချင်းပိန်ကျသွားတာလေးတွေ့တယ်။ရှုလိုက်တယ်။တမာရီအားကောင်းလာတော့
အဲ့ဒီတွေ့ချင်းရွေ့သွားတဲ့သဘောမှတပါးဝမ်းပိုက်ဆိုတာလည်းမတွေ့ဘူး